ကိုစွမ်းရဲ့ပရိသတ်ကြီးရေဒီနေ့ဗီဒီယိုလေးကတော့ share ပဲတော့ကျွန်တော်လဲကိုစွမ်းရဲ့အမခံပရိသတ်တယောက်အနေနဲ့ဒီဗီဒီယိုလေးကိုကြည့်ပြီးအရန်သဘောကျလို့ပြန်လည်မျှဝေပေးလိုက်ပါတယ် ဖြိုးရင်စိတ်ဖြိုးရင်ရှူလေရင်လေလာတယ်ချောတဲ့ဆွဲရဲ့မြင်သူငယ်လောက်ရဲ့ဖွယ်နဘကြီးရှုံးလို့တဲ့ကိုဆွဲရဲ့လာတယ်ချစ်စီနာချမ်းမိပါတယ်လေဝိုက်တယ်ကွာရှိကကြည်လေရင်နဲ့ဘေးကကြည်လေရင်နဲ့နောက်ကကြည်လေရင်နဲ့ဘလို့ပဲကြည်ကြည်ကိုဆွဲရင်နဲ့ရှူလိုက်ပုံလေကိုဆွဲရင်နဲ့ချုံမျက်နှာပြုံးလေးမခင်ကိုတတ်မုံI know that. ဘေးဘာနောက်မှလည်းကိုနေရလည်းပြောပြီဟုတ်ကဲ့ဟုတ်တယ်လေအပေါ်ကျော်တို့ရေဟုတ်တချင်အဆုံးလေးမှာအကူကဒီဘက်လေးလိုက်တော့တက်မုံနဲ့တူသွားလို့ဒါလေးပြောတော့စိတ်ဆိုးရတာဆိုးပါဘူးအဲ့တော့လူရှင်တော်တွေထဲမှာတော်တော်မိုင်ရိုင်းတော့ဘေးသားတက်တယ်မေယိုသွားပြီးစော်ကားနဲ့မေယိုမတယ်ပြတ်တာတော့မှအရင်ကမှဆောင်းဆုံးသွားခဲ့လေရ ကဲဒီနေ့တော့ဒီလောက်ပါပဲဗျာနောက်ထပ်လဲကိုစွမ်းရဲ့ဗီဒီယိုအလန်းတွေဆက်တင်ပေးသွားဦးမှာမို့ကျွန်တော် channel လေးကို subscribe နှိပ်ပြီးစောင့်မျှော်ပေးကြပါဦးเนาะအားလုံးပဲကျေးဇူးတင်ပါတယ်